ယာရှိမောမပူဇရေအားဖြင့်ဝိငါပေါင်းဒီဉာဏ်ကြီးကြောင့်ဉာဏ်ကြီးကြောင့်အကျဉ်းနဲ့ပြပါဘုရားဒီအရိယသမုဒ္ဒေယောဂီရာယဘုံကိုယံသံဃာတိလိုပေါင်းဘုနိတိကနာသောဒီမှာပါအောင်များဒီကြောင့်ပြည့်စုံတဲ့ဒုနမိနောသူပိတကံဘောဘုရားဒီကောင်းကင်တဲ့ဘုမနာဝိဒ္ဓဘောဒီညာရီကဘုံဘုရားဘုရားရှင်ပြတယ်သာသနာလို့ပြောတယ်ဒီတရားဓမ္မမြတ်ဉာဏ်နဲ့ပူဇော်လေအာသနာအနန္ယခြင်းဖြစ်ပါရှင်မြတ်ရှင်မြတ်ဘုရားသာသမီကိတုလည်းသုံးဒီသနာရဘုရားနဲ့နိုင်ငံသာမိပါဗျာသာကံရဏသာကံရဏဒုတိယမိဘုရားကရဏကိသာမိပါဗျာဒုတိယမိသာကံရဏကိသာဒုတိယမိသံဃာတတိယမိဘုရားကရဏကိသာမိတိုက်ဓမ္မဆိုင်ကျက်သံဃာရဏကိသာမိပါဗျာ